လို့ရင်ဆရာကြီးဆန်ဆန်စကလုံးအကြီးတွေနဲ့လာတင်ပြနေရတွေကိုညီးဝဲနေမှလားဒါဆိုရင်တော့ကျွန်တော်တို့စီကိုလာပြလိုက်တော့နော်ဟုတ်တယ်ကိုလူတို့ရေလူမှုရေးစီးပွားရေးဤပညာကနေစလို့နေ့စဉ်ဘဝတွေကစိတ်ဝင်စားစရာအကြောင်းအရာတွေကိုဘာအတားဆီးမှမရှိပဲလွတ်လပ်စွာဆွေးနွေးသွားမယ့်နေရာစီရီဘောင်ရင်ထဲကနေပဲအချက်အလက်အခြေပြုပြီးပုပ်ပုလင်းလင်းဝေဖန်ဆန်းစစ်ကြမှတ်နေရအဲ့ဒါကတော့တခြားမဟုတ်ပါဘူးကျမတို့ရဲ့အာလူရှော့ရှိပါတယ်ကျွန်တော်တို့ရဲ့ concept ကတော့ရိုးရှင်းတယ်ဝေဖန်လေးကန်အာလူဖို့ဘယ်လိုမျိုးဝေဖန်လေးကန်မလဲဆိုရင်တွေးမြင်သက်တွေ play ကြမယ်တယောက်နဲ့တယောက် mutual respect ရှိနဲ့ဆွေးနွေးကြမယ်ပြီးတော့အာလူတွေအဝဖုတ်ကြမယ်လေဒါကြောင့်အပတ်စဉ်တောက်ကြနေတိုင်းမှာကျမတို့အာလူအဖွဲ့သားတွေနဲ့အတူတူဝေဖန်လေးကန်ဖို့အဆင်သင့်ပဲလားတောက်ကြနေကြရင်အာလူရှင်းမှာဆောင်ကြမယ်နော်အာလူရှော့